ဇနီးဟောင်းလေးအတွက်လက်စားချေပေးဖို့ဥက္ကဋ္ဌကြီးဟာအစစ်မြင့်ဆုံးဂုဏ်ပြုညစာစားပွဲကြီးတစ်ခုကိုခမ်းနားထဲဝါစွာကျင်းပခဲ့ပါတယ်။လူရုပ်မှာစစ်ဆက်ထားသူပွဲကိုရောက်လာတာနဲ့ဥက္ကဋ္ဌကြီးရဲ့လက်စားချေမဲ့အစီအစဉ်ကလည်းတရားဝင်စတင်ပါတော့တယ်။အနီရောင်ဝတ်စုံနဲ့နတ်သမီးလေးတစ်ပါးလိုလှပနေတဲ့မိန်းကလေးကိုမြင်လိုက်ရတဲ့အခါဟိုလူရုပ်မှာကနင်လိုအသုံးမကျတဲ့လူကဒီလိုအထက်တန်းလွှာတွေပဲတက်ရောက်တဲ့ပွဲကိုဘလို့လောက်ရောက်လာတာလဲဆိုပြီးမထီမဲ့မြင်စော်ကားပါတယ်။မိန်းကလေးကတော့ပြုံးပြီးရှင်လာလို့ရရင်ကျမလည်းလာလို့ရတာပေါ့ရှင်အတွက်လက်ဆောင်တစ်ခုတောင်ပြင်ထားသေးတယ်လို့ပြန်ပြောလိုက်ပါတယ်မိန်းကလေးကသူဟာလွန်ခဲ့တဲ့3လကကားအက်ဆီဒင့်ဖြစ်အောင်သူမကိုထောင်ချောက်ဆင်ခဲ့သူဖြစ်ကြောင်းလူပုံအလဲမှာဖွင့်ချလိုက်ပေမဲ့သူကတော့အရှက်မရှိငင်းဆိုပြီးမိန်းကလေးကိုတောင်ရိုက်ဖို့ကြံရွယ်ပါသေးတယ်အဲ့ဒီအချိန်မှာပဲအပေါ်ထက်ကနေစောင့်ကြည့်နေတဲ့ဥက္ကဋ္ဌကြီးကအတန်ဖန်းဆက်ကလုတ်ကိုနှိပ်လိုက်ပါတယ်တပွဲလုံးမှာဟိုလူရုပ်မှာကြံစီခဲ့တဲ့အတန်တွေဟိမ့်ထွက်လာပြီးအမှန်တရားပေါ်သွားပါတော့တယ်ဒါတောင်သူကအရှက်မရှိပဲဒါတွေကအတုတွေပါငါအနောက်မှာငါရဲ့ boss ဥက္ကဋ္ဌကြီးရှိတယ်ဆိုပြီးကျုံဝါနေတော့မှသူကမိန်းကလေးကိုနင်ကငါ boss ကိုမြှုပ်ဆွဲဖို့လာလားနေ့ရဲ့အတုံးမကျတဲ့ခင်မွန်းဟောင်းကောဘယ်မှာလဲလို့ထပ်ပြီးစော်ကားပါတယ်ဒါကိုကြားလိုက်ရတဲ့မိန်းကလေးကသူ့ဘားကိုအားရပါရရိုက်ချလိုက်ပြီးငါခင်မွန်းဟောင်းကိုထပ်ပြီးမစော်ကားနဲ့လို့တတိပေးလိုက်ပါတယ်ဒေါသထွက်နေတဲ့လူရုပ်မာကမိန်းကလေးကိုပြန်ရိုက်ဖို့လှုပ်လိုက်တဲ့အချိန်မှာပဲဥက္ကဋ္ဌကြီးကိုယ်တိုင်ပေါ်လာပြီးသူ့လက်ကိုဖမ်းထားလိုက်ပါတယ်ငါရဲ့ဇနီးဟောင်းကိုမင်းကဘလို့တတိနဲ့လက်ပါရဲရလဲတဲ့ဟိုလူရုပ်မာကကြောင်သွားပြီးသူကရှင်းရဲ့ဇနီးဟောင်းဟုတ်လားလို့မေးတဲ့အခါဥက္ကဋ္ဌကြီးကမိန်းကလေးကိုတင်းတင်းကြပ်ကြပ်ဖတ်လိုက်ပြီးဟုတ်တယ်သူပြောနေတဲ့ခင်မွန်းဟောင်းဆိုတာငါပဲမင်းကိုကွာရှင်းစာချုပ်ပါပြရအောင်မလားလို့ပြက်ပြက်တသားပြောချလိုက်ပါတယ်တကယ်တော့လွန်ခဲ့တဲ့3နှစ်ကသူတို့လက်ထက်တာကိုဘသူကမှအတိမပေးခဲ့ပဲသူ့ရဲ့အမားတွေကြောင့်သာကွာရှင်းခဲ့ရတာဖြစ်ကြောင်းဇနီးဟောင်းမှာဘာပြစ်မှမရှိကြောင်းဥက္ကဋ္ဌကြီးကလူများရှိမှဝန်ခံလိုက်ပါတယ်ဟိုလူရုပ်မှာကတုံရင်ရင်နဲ့ဒါဆိုရင်လဲကွာရှင်းပြီးပြီပဲဘာလို့ဂယုဆိုင်နေသေးတာလဲလို့မေးတဲ့အခါဥက္ကဋ္ဌကြီးကသူ့ကိုလာပြီးအနိုင်ကျင့်တဲ့သူမှန်သမျှတေးရမယ်လို့ကျင်းဝါလိုက်ပါတယ်နောက်ဆုံးမှာတော့ဥက္ကဋ္ဌကြီးကအဲ့ဒီလူကိုအလုတ်ထုတ်ပစ်လိုက်ရုံနဲ့မကပဲသူ့ရဲ့ရုပ်မာမှုတွေကိုမီဒီယာအားလုံးမှာဖွင့်ချပြီးဘဝပြက်အောင်လုပ်ပစ်လိုက်ပါတော့တယ်